ပေးနေတယ်အဲ့ဒီလိုလုပ်လို့အားပေးနေတယ်မရှိဘူးအဲ့လာကြည့်ရအဲ့တော့အဲ့လိုလာစားမယ်လာကြည့်မယ်ဟုတ်ပါတော်နားများဆောင်ပါမာနာဘေးကြာအဆက်ပြတ်မိုက်နားများတော့စားမလားကိုသမီးဘေးပြက်နေကျွန်တော်မတွေ့အောင်ကြားတယ်ဒီမှာဆရာမိုးသမီးကပြောလို့ကောင်းတယ်အခုတော့ကောင်းသွားပြီလားဟုတ်လားအဲ့ဒီမှာဆောက်လို့ရတာနည်းနည်းပါတော့ရှောက်လို့ရအောင်တယ်ကားလေးတော့မောင်းမဝါတော့ကားအပြာလေးဟုတ်တယ်ရာမိုးသမီးပြီးမှလေဒါပြီးတော့မူပါလေသူအိမ်ငယ်မှာကားတည့်ကျွန်တော်လိုပဲမူပြီးလို့ဟုတ်ဟာလာဒီနေ့လူနေလားသမီးနိုင်ရင်သူ့ယောက်ျားဟိုမှာမမီပြောပါစေဘယ်လိုလဲသူ့ယောက်ျားလေဟိုအာချီဘူးအေးဟုတ်တယ်အာချီဘူးငါအဲ့ဒါမေ့နေသူတော့ဝယ်မှာငါတို့ကားရိုက်သွားထားတော့တားလေးကကိုရီးယားရောက်ပါပြီကိုရီးယားမှာစနေကျော်ပြီငါတူမတွေ့ငါတူမဟိုမှာဆရာလောက်တာလေအဲ့ဒါတို့ကလည်းအဲ့ကျောင်းသားတွေလို့ပြောတာလေအဆောင်အဲ့လိုသူနဲ့ညီမတောင်းဝဲပေါ့သူတို့နဲ့တမီးနဲ့ညီမတော့အဲ့ဘာလို့ထားပါလဲလွတ်လိုက်သူတို့စိုက်ခိုင်းပြန်လာမခေါ်သေးလားဒီမှာသူကပြည်ကြီးတွေလုံနေတာလေသူကဟိုဘာတွေပါရောရရောခေါ်ရောသူကလာမခေါ်သူလာခေါ်မှာအေးခေါ်လို့သူကဘန်ကောင်းကြည့်တယ်ဒါအေးဘောဘန်ကောင်းတိပဲလာလို့ရသူကလည်းအမှရပစ္စည်းတွေကိုဟိုမှာလည်းသူကဟိုတော့ဒီရင်းကြီးကိုပုံစံကောင်းအောင်လုံးရအောင်လုံးပါရဲ့ဒီမှာသူငါတို့မှာရဲ့အမေကြီးက
သူမဖြစ်နေမရအောင်ဒီကဝဲစစ်ပါညာမေစီရိုးပါလို့မေစီကကျမ်းပါရင်မကောင်းဘူးဦးရင်ကဲရတယ်မင်းတင်းနေရတော့ ဟာဘာဖြစ်လဲ ပြီးလို့လေပြီးတော့တဲ့မသိဘူးဘာလို့ဒီတော့အဲ့ဒီမာရဲ့မင်းကတော့ကြော်နေရ စီးလို့တက်တာမသိတာ အေး အဲနောက်ဆက်တွဲဖြစ်လို့တော့ကြောက်ကတ်တယ် ဒီဘောဒီဘော ငါတော့ပေါ့ဆိုင်ကိုပဲ ကြောက်ကတ်တို့မျက်စိကို အဲ့ဒီပြီးတော့ဘာမှမလုပ်နိုင်ဘူးလေဟိုလေတေးပြီးတော့ပဲနေတာပေါ့အဲ့ဒီနာပလက်ကြီးတော့တလောက်ကြော်လေကန်းလာမှာသူကပြေးပြေး ကိုချိုးကြီးသားတယောက်ကတက်မောက်လိုက်ပါလား ဒီလို ကိုချိုးကြီးသားတယောက်တက်မောက်လိုက်ပါလား ဘိုးကြီးလား အဲ တယောက်ဆုံးလေ အဲ သဘောလေးကလေညာရှိအောင်နေတယ်ငယ်အောင်တော့ဒီကောင်